ตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะအရဟတတိနဝကုတေအရဟံသာရှိသောဘုရားသောဘုံတော်တို့နှင့်သမဏဂရမိတော်မူတတ်သောနာထံတို့နတ်တို့ကိုယ်ဝေရရှိတော်မူတတ်သောဗုဒ္ဓံတတော်တင်ကြတတ်ပင်မြတ်စွာဘုရားကိုဥဒိတဤမှ၍ရေရိယတဓာတုစေတော်များအားဣဒံပါဏိယပရိဘောဇနိယဤသောတော်ဤသုံးတို့ကိုဣဒံပုဗ္ဗံဤပံကိုဣဒံဒီပဇာလံဤပြည့်စုံစီကံကိုတေမိတရာဆွမ်းလံဒုရံသက္ကပါ၏မေတတိတော်တို့ဤဣဒံပုံညာဤကောင်းမှုသည်အာတဝေကံအာတောကြဒေဝတို့ဘုံရာကိုညောပြတော်မြတ်ကိုနိဗ္ဗာန်ကိုဝဟာရွတ်ဆောင်နိုင်သည်ဟောတုဖြစ်ပါစေကုန်သတည်းဘုရားတပည့်တော်သည်မြတ်စွာဘုရားရှင်တို့၏ပေါင်းတော်၎င်းတရားတော်၏ပေါင်းတော်၎င်းသံဃာတော်တို့၏ပေါင်းတော်၎င်းပိစေကဗုဒ္ဓ၏ပေါင်းတော်၎င်းယဟန္တာတို့၏ပေါင်းတော်၎င်းသောတာပန်သဂရကံအနာဂံတို့၏ပေါင်းတော်၎င်းမိခင်ဖခင်တို့၏ပေါင်းတော်၎င်းဆရာသမားတို့၏ပေါင်းတော်၎င်းဒီကြီးရှင်တို့၏ပေါင်းတော်၎င်းသူတော်ကောင်းတို့၏ပေါင်းတော်၎င်းအရိယာတို့၏ပေါင်းတော်၎င်းဘုရားတပည့်တော်နှင့်ဝိသေရှိကြကုန်သောအတုံးအလက်ရှိကြကုန်သောတတ္တဝါအပေါင်းတို့၏အပေါင်းတော်၎င်းသန္တရာဘောအဆက်ဆက်မှသာပြီး၍ယနေ့ယခုတိုင်အောင်ကာယကံမှုအပြည့်ကြီးငယ်ဝစီကံမှုအပြည့်ကြီးငယ်မနောကံမှုအပြည့်ကြီးငယ်တတိတခါတရားတစ်ချက်ပြင်းမှမိခဲ့သည်ရှိသောထိုဖြစ်တို့ကိုဒီကံခွင့်လို့တော်မူကြပါယံဝန်ချတော်မှာ၏